တာတစ်စီးရီးကိုအနိုင်ယူနိုင်ခဲ့တဲ့ EFL Cup မင်္ဂလာပါချက်စီးရင်ပါတာမြန်မာနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မနက်ပိုင်းမှာရှင်ဘန်ကားခဲ့ကြတဲ့ကာတစ်စီးရီးနဲ့ပွဲမှာဆိုရင်တော့ပြကျွန်တော်တို့ချက်စီးတင်ရနေပြီးတော့3ဂိုးကိုနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်ဘော်ဒက်လူစင်းမှာဆိုရင်တော့ပြအရန်ကစားသမားတွေကိုအသုံးပြုခဲ့ပါတယ်ကိုသမားနေရာမှာဆိုရင်တော့ပြကိုသမားဂျော်ဂျန်ဆန်နောက်တန်းမှာဆိုရင်လူငယ်ကစားသမားအချင်ပေါင်တိုစင်ဗရီယာရှိုင်းအတိုတို့ကိုအသုံးပြုခဲ့တယ်လက်ထဲမှာဆိုရင်တော့ပြကန်စီတိုစန်တိုတို့ကိုအသုံးလာခဲ့ပါတယ်ဒီစက်မှာဆိုရင်တော့ပြဂေတန်ဘော်နာတေတိုင်ရွန်ဂျော့ကီရူကိုအသုံးပြုလာခဲ့ပါတယ်ချက်စီးတဲ့ပထမပိုင်းခြေစွမ်းနဲ့ဒီလူစင်းနဲ့ဆိုရင်တော့ပြန်အဆင်ပြေမှုတွေတိတ်မရှိခဲ့ပါဘူးကာရီစီးကိုခက်ခဲနေကိုရှင်ပြိုင်ကစားခဲ့ရပါတယ်ဒါကြောင့်မလို့ပွဲချိန်ဒုတိယပိုင်းပြန်စားတဲ့အချိန်မှာဆိုရင်ချက်စီးတဲ့အလဲပြောင်းတွေများစွာလုပ်ခဲ့တယ်ကာနာချိုဂျာအိုပထိုတို့ကိုဝင်ရောက်ကစားစေခဲ့ပါတယ်ချက်စီးတဲ့ဂိုးတွေကိုဆိုရင်တော့ဖြစ်ပွဲချိန်58မိနစ်93မိနစ်မှာဆိုကာနာချိုကသွင်းယူပေးခဲ့တယ်80မိနစ်မှာဆိုရင်နက်တိုကသွင်းယူပေးခဲ့ပါတယ်ကာတဲ့စီးရီးရဲ့ဒီကလုံးနဲ့တော့ခြေပါကိုတော့85မိနစ်မှာသွင်းယူပေးခဲ့ပါတယ်ပွဲကတော့တိတ်ပြီးတော့အရင်ကြည့်ကောင်းတဲ့အထဲမှာမပါပါဘူးဒါပေမဲ့ချက်စီးတဲ့ရဒီလိုမျိုးပွဲစဉ်မှာဒီလိုမျိုးလူငယ်ကစားသမားအရင်ကစားသမားတချို့နဲ့ပါဝင်ရှင်ပြိုင်ပြီးအခုလိုရတဲ့ထွက်ပေါ်နေဆိုတာပဲကျွန်တော်တို့ချင်းလက်စရာကောင်းတယ်ဒီတွေကခြေတန်းပိုင်းအဖြစ်ကျွန်တော်ကြိုက်ဆုံးကမ်းမဆိုရင်တော့ပြတိုင်းဟိုဒီပေါ်နာနိုတေကိုတော့ကျွန်တော်ပို့ပြီးကြိုက်တယ်သူ့ရဲ့ကဏ္ဍချိုးကိုဖန်တီးပေးလိုက်တဲ့အလုံးဆိုရင်ဒီခြားကစားသမားတွေဆိုရင်ကျွန်တော်တိတ်ပြီးတော့အလောက်ထိဒီ passion မျိုးဖြစ်နဲ့ဒီလိုမျိုးပုံစံနဲ့ချပေးမယ်လို့ကျွန်တော်မထင်ဘူးသူရဲ့ပြေးလန်းကြောင်းလေးကိုချပေးတဲ့ဘောလုံးကတည်တတ်တယ်တက်ရက်တယ်ခန္ဓာချိုရဲ့ဒီခြေလန်းအကွာဝေးကိုတိုင်းစားရဲကိုသမားပြန်ထွက်လာမဲ့ဒီကာကွယ်မှုတော့နည်းနည်းခံမှန်းပြီးတော့သူချပေးတဲ့နေရာကွက်တီခန္ဓာချိုကအလိုက်တင်နေပြီးသိရုံပဲဒါကြောင့်မို့ဒီပွဲမှာဆိုရင်ကျွန်တော်ပေါ်နာတိုတင်းကိုပို့ကြိုက်တယ်ဒီပွဲအနေနဲ့ကျွန်တော်ထွေတူးတော့သိပြောကြမရှိဘူးဗီလာပိုင်းနဲ့ပတ်သက်ပြီးတော့ဒါပေမဲ့ဒီနီးပြအန်ဆိုမာရက်စကာအနေနဲ့တော့ပို့ပြီးတော့ယုံကြည်မှုတွေပြန်လဲရရှိသွားမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်တယ်သူနဲ့ဘုံဖွဲ့ကြားမှာကျွန်တော်တို့ဒီဘုံဖွဲ့ကျိုးကြားလို့ပဲကျွန်တော်သတ်မှတ်ချင်တယ်ဒီကတော့သူနဲ့ဖြစ်တဲ့ပြဿနာကတော့အတင်းတဲဆိုတာထက် VOD ပြဿနာတွေနဲ့ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ပြဿနာလို့လည်းတခုတော့အဲ့လောက်ထိကြီးမားဖြစ်မယ်လို့ကျွန်တော်မထင်သေးဘူးအကြောင်းရင်းကတော့တည့်ရတိုင်းပဲလက်ကျောမှာဖြစ်ပေါ်ခဲ့တဲ့သူရဲ့ဒီ conference ဒီ press show တွေမှာပြောခဲ့တဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ VOD ပုံခွဲရလဲကြိုက်ကြမှာကြိုက်မယ်ဒါပေမဲ့အန်ဆိုမာစကားတွေကတော့အဲ့လိုပြောပြီးတဲ့နောက်ပိုင်းမှာခြေဒီလိုမျိုးရလက်တွေပြန်ကောင်းအောင်သူလုပ်ပေးနိုင်တယ်ဆိုတာဘာပဲဖြစ်ဖြစ်ချက်စီးအသင်းတို့တော့ကောင်းမွန်တဲ့ရလက်တစ်ခုပါပဲဒီလိုအချိန်တွေမှာဆိုရင်သူလည်းနောက်စင်ကျင်နိုင်မဲ့အရာတွေတည်သလိုဒီဘုံဖွဲ့တွေကလည်းကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုကိုပြန်လဲမှန်ကန်တဲ့နီးသူကနီးစနစ်ပိုင်းတွေကိုချမှတ်ဖို့လိုတယ်ချက်စီးသင်းရဲ့ဒီကစားသမားတွေကလည်းပိုပြီးစိတ်အားထက်သန်နေတဲ့ကစားနိုင်ဖို့လိုတယ်ဒါပေမဲ့ဒီနေ့ပွဲမှာဆိုရင်တော့ကစားသမားတွေကတော့တိတ်ပြီးတော့ကျူနာမှုတော့တိတ်မကောင်းဘူးဒါဘာပဲဖြစ်ဖြစ်ပါဒီခုလိုမျိုးရလက်တစ်ခုကိုပြန်လဲရရှိသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့လည်းဝမ်းသာတယ်နောက်လာမယ့်ပွဲမှာဆိုရင်ယူကာဆင်တဲ့ပွဲကိုကျွန်တော်တို့ရှင်ပြန်ကစားရတော့မယ်။အဲကြောင့်ဒီနေ့အပွဲအတွက်ပွဲကြိုကျွန်တော်တို့ရစိတ်အားထက်သန်စွာနဲ့နောက်ဒီယူကာဆင်တဲ့ပွဲမှာရလက်ကောင်းတွေပြန်လဲရရှိအောင်ကြိုးစားမယ်လို့ကျွန်တော်တို့ရမျှော်လင့်နေ။ဘာဖြစ်ဒီလိုမျိုးနိုင်ပွဲတစ်ခုကိုရရှိခဲ့တဲ့အတွက်ကြောင့်အားလုံးပဲဝမ်းသာကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်ခင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။